ကျွန်တော်ကhappy beach ရတော့ချောတာမှာ၄လစီစဉ်တူးလက်ကြကြောင်ငွေဆောင်မှာ၄လတော့ဘယ်လိုခေါ်လဲတော်တော့ကြုံခဲ့တာစိတ်ကောင်းစရာစိတ်မကောင်းစရာတွေလည်းပါတယ်ကျို့ဆိုရင်ဘယ်လိုခေါ်လဲကိုမျက်စိရှေ့အောက်တယ်လေရှေ့မှာခုနလေးရေကူးနေတယ်အခုမရှိတော့အဲ့လိုကျွန်တော်ကြုံခဲ့တော့ဆိုရင်ကျွန်တော်တို့ကအဲ့တော့ပေါ့ AC မှာတည်းတော့ဟိုတယ် AC ဟိုတယ် AC ပေါ့နော်အဲ့မှာတည်းတဲ့ခါကျတော့ဒီကမ်းပြေခေါ်တယ်မတဲတာမဟုတ်ဘူးနောက်ကကျွန်တော်တို့တဲခုခန်းလေးတွေမှာတဲတဲ့မိသားစုကလေးများနှစ်ယောက်တည်းကလေးနှစ်ယောက်လည်းပါတယ်ကလေးနှစ်ယောက်လည်းပါတော့သူကတညာလုံးလိုက်ကားစီလာတော့ကျွန်တော်ထင်တာတော့ချက်ကျင်လို့ကိုစောင့်လာတော့မဖြစ်နိုင်ပါဘူးတဲခုခန်းကတော့ရှိနေမှာပဲပေါ့နော်ရှိတာလေစောင့်လာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အဲ့မှာယောက်ျားကထုံးတာလည်းပေါ့ဘီယာဘူးလေးနဲ့ရေထဲဆင်းသွားလိုက်တညာလုံးနဲ့တောက်လာတော့ရှင်းရလည်းနည်းနည်းရလာတယ်တူပါတယ်အပြန်တက်လာလိုက်ဒီမှာမိမတွေကလေးတွေလည်းဟိုဟာလေးတွေပစုံကလေးတွေငါးကလေးတွေဝယ်စားကြပါတော့အဲ့ဒီထက်နောက်ကဒါသူမိမတယ်ပြောပြတော့ဒုတိယတစ်ခေါက်လည်းကြားလဲကြားနောက်ဆုံးတစ်ခေါက်လည်းကြားသူကအဲ့သူဒီရေဆိုမှာဆိုလို့ plus 8နဲ့ပိတ်ထားတယ်ပတ်စံတယ်သူမိမကိုပေးတယ်အဲကနောက်ဆုံးတစ်ခေါက်ပဲငါနောက်တစ်ခေါက်ပြန်မစင်းတော့ဘူးပြောတယ်တကယ်လည်းပြန်တက်မလာတော့စင်းရအကြောင်းလည်းမရှိတော့ဟာဘိုးကြီးချက်မှလည်းရောက်တော့အဲ့တော့ဒရိုက်တာမောင်တီးကလည်းတော်လည်းဘိုးတော်ကိုဟိုကဲလို့တို့ကြပါအောင်ပါညာဆိုကိုလည်းကလေးတွေလည်းမင်းရင်ဒီမဲ့လည်းမြင်နေရတယ်ပြိတ္တာဘာမှလည်းမသိကြဘူးဖေကပဲရင်းနစ်တွေသွားတာဆိုတာမသိကြဘူးမိမလုပ်တဲ့လူကတော့မျိုးရဲ့ကိုယ့်ယောက်ျားတယောက်လုံးခြေထဲပါသွားတာမပူဆွဲနေဘူးလားဒါပေမဲ့သူတို့မှပူဆွဲကိုလည်းမရှိဘူးဘယ်သူတန်တယ်လို့ငိုမှလည်းမသိဘူးနောက်အဲ့ဒါကိုအဖြစ်ပြက်ကိုယုံမှုတော်တော်ခက်နေတယ်ယုံတယ်သူကအိမ်မက်လာပါလေအဲ့ညကြတော့ဒီကကျွန်တော်တို့ဆရာထီလာခင်လိုင်းတို့မန်နေဂျာတွေကအဲ့ဟိုမကောင်းတယ်လို့ပေါ့သူတို့သွားပြီးတော့အမေတွေအဲ့ခါလေးတော့တားပြီးနေတော့တားပြီးတော့မဟုတ်တော့လေပဲဟုတ်တယ်လေသူတို့ဖြစ်ပြက်ကြီးအမြန်စားအဲ့တေချာမမိတယ်သူကတောင်ဆုံးခောက်မှာအဲ့ဒီအင်းကြီးချုပ်ပြီးတော့အဲ့ဒါပေးသွားတာအဲ့ဒီသူယောက်ျားဆိုတော့ပတ်စံခိုင်ထားဖို့လည်းရတယ်နဲ့တူပါတယ်အဲ့လိုလူမျိုးနဲ့တူပါတယ်အဲ့ငါနောက်ကောင်ဆင်းတော့လေမိမဆိုပြီးတော့ဆင်းသွားတာအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ AC မှာရိုက်တဲ့ခါကျတော့ကျွန်တော်လည်းရေတော့တစ်ခါမဆင်းဘူးဟို၄လ8လတိတိတော့ရေတော့လုံးဝမဆင်းခဲ့ဘူးအဲ့ကျွန်တော်တို့ဒီ AC ကနေတော့မျိုးဒီမှာဓာတ်လေးကိုတော့မတော့ဓာတ်လေးကိုဒီဘက်ပေးမှာကျွန်တော်တို့ဘားလေးတစ်ခုဖွင့်ထားတယ်အဲ့ပင်လည်းတပြတ်သူစက်လေးကြီးတွေပါတယ်တဲ့ပုံညညဆိုကိုရီးယားလည်းတောကြမရှိတော့အဲ့ဘာတော့ဒီဒရာပေါ်တော့မယ်ဆိုရင်အရန်ဝင်းနေတဲ့အတွက်ဒီရေဆက်ကပဲဒီချောင်းလေးကိုဖြတ်ချောင်းလေးဖြတ်တော့ရေကြရေဆက်ကလေးကိုဖြတ်ပြီးပြန်လာတယ်ပေါ့နော်ချောင်းလေးကိုဖြတ်ပြီးတော့ပြန်လာတယ်အဲ့မှာတခါတည်းတကယ်ချင်းနေဂီတာသွားတီးကြတယ်ဂီတာတီးမဲ့လူတွေလာတော့ရှင်ပေါ့လေဂီတာတီးကြတယ်ပြချောင်းလေးဖြတ်ပြီးပြန်လာအဲ့ဒီကအဲ့လူတယောက်ကိုသူကကျွန်တော်ဟိုတဲ့ AC ကဘီးရောင်နေဆိုရိတ်ကနေတွေ့လိုက်ရတာရိတ်ကနေတွေ့တယ်ဆိုတော့ခုအဲ့ဒီလူအလောင်းပေါ်တော့ကျွန်တော်သွားကြည့်တယ်ကျဘာမှအလောင်းမဖြစ်ဘူးအရင်တော့ဒီမှာတဲ့ဒီနေရာမှာအလောင်းပြန်ပေါ်တော့ထုံးကမရှိဘူးတဲ့အဲ့ဒီခုနကပြောဖိုကလာကျုံးဘက်ကိုသွားတာအဲ့ဒီမှာငလေးကြောက်တယ်ကက်ကက်ပြီးတော့သူစုပ်ပြတ်ပြီးပဲပေါ်လာကောင်းတော့ဘယ်တော့မှမပေါ်ဘူးအဲ့တော့ထူးဆန်းအဲ့ဒီရေဒီတောင်ကမှာရေလဲကြကြအောင်ပေါ်တော့ကျွန်တော်ဒီတစ်ချောင်းမှာတော့ဒီလိုထောင်းနေချက်ကိုးကြတော့အဲ့ဒါကိုဒီဟိုရေချောင်းနေမိမကြီးကတွေ့တော့တခါတည်းဘမ်းမှာပြုတ်ချတော့အော်ပြေးတာအဲ့တော့မှလောင်းမန်းဆိုသိရတော့ကျွန်တော်တော့ကြည့်တော့ဟိုတိတ်တော့လည်းမပြည့်စည်သေးဘူးပေါ့နော်အဲ့ဒီဆိုအဲ့ဒီအဲ့ဒီကျွန်းနေပဲဖြတ်ပြီးလမ်းလျှောက်သွားတော့ဘာလို့ရေစင်းချောင်းတော့ရေစင်းချတာတော့မီးကိုနေရတယ်ဘာလို့လဲကျွန်တော်ဟိုတယ်ကဒီကမီးတွေရှိတာ哦ဟောရေတလင်းနဲ့ရေချင်းညာမြဟာဒီကရေနဲ့ဒီချင်းဘာဆင်းလောက်တာလဲဘောနော်ကိုယ်လည်းနည်းနည်းဆက်စုလို့ဆင်းသွားတာဟာအဲ့လမ်းလျှောက်ပြန်မဟုတ်သေးပါဘူးကျွန်တော် AC ရဲ့ကျွန်တော်ဟိုဘက်ဒီဘက်အလေကောင်ဟိုဘက်တော့လုံခြုံရေးတဲရှိတယ်စတူဒီနေလညလုံးပြောင်းပြီးတော့ဒီလောင်းအဲ့မှာလူဆင်းသွားတယ်လူတယောက်ဟာကျွန်တော်ဒီတဲပေါ်နေကြည့်နေတောင်းဆော့ကျွန်တော်မတွေ့ဘူး
မဟုတ်ငါတွေ့တယ်ရှင်းလို့သွားတယ်ဆိုတော့မတွေ့ဘူးလေတက်လာတော့ဒီနေ့ပဲထိုးလာဆိုတော့တို့ဒီရလွယ်တဲ့ဓာမီနဲ့ထိုးလာတော့လက်ကဟိုဘယ်လိုခေါ်လဲလက်လမ်းမီဒီများတော့ဓာမီတကမ်းမီဒီများတော့ထိုးတော့မတွေ့ဘူးဒါပေမဲ့ကျွန်တော်တွေ့လိုက်တာတော့အသေးချာရှည်တော့ဆင်းလို့ချောက်လာအဲ့ဒီလုံကြီးနဲ့ပဲအဲ့ဒီပစိုးတော်တို့ဝေးပြီးတော့အဲ့ဒီအဲ့ဒီကျွန်းနဲ့ဆင်းကိုချောက်လာတယ်ဗျာဒါကိုယ်တိုင်မြင်ရလို့နော်ဟုတ်ဆိုရုံမှမဟုတ်ဘူးဒါတော့ဟာနေမောင်ငါပဲမူဟိုတောက်လဲတောက်တာလာတော့လေအမှန်မှာငါပဲမူယူနဲ့မြင်ရတော့အဲ့ဒီတော့ဒီလေမူးမလားအဲ့တော့ဒီမူးလာကျွန်တော်အဲ့ဒီချောင်းကိုဖြတ်ပြီးတော့ကျွန်တော်ကူးလာချာချောင်းကိုမရှိတော့ဘူးတဲ့မှာကျွန်တော်ကားနဲ့လာခေါ်ခိုင်းပြီးတော့ဟိုတရားပေါ်ကနေဖြတ်ရတော့မှာအဲ့တော့တေချာတချောင်းတာတော့ဦးပြောတဲ့နေရာတွေကအရန်ချောက်တယ်နော်အဲ့ဒီအဆောင်တဲတွေဟုတ်တယ်အတမ်းမဲ့ကြည့်တော့စွတ်ဓာတ်ဘူးတွေမှာအခန်းထဲမှာပြန်ပြီးတော့တချို့အော်ပြရတဲ့အိတ်ဓာတ်ကြီးတွေအများကြီးရှိတယ်ထားရတော့နာမည်တော့လည်းမပြောတော့ဘူး